မင်္ဂလာပါမိတ်ဆွေများခင်ဗျာကမ္ဘာမြေမျက်နှာပြင်80ရာခိုင်နှုန်းကိုလွှမ်းခြုံထားတဲ့ဒီသမုဒ္ဒရာကြီးတွေအောက်မှာဘာတွေရှိနေမလဲဆိုတာစဉ်းစားကြည့်ဖို့ပါသလားငါးတွေတန်တာကြောက်တန်းတွေမဟုတ်ပါဘူးတစ်ချိန်တော့လူတွေရဲ့ရေမောတန်တွေစီးပွားရှာတန်တွေဖျားရှိခိုးတန်တွေနဲ့ဆူညံခဲ့ဘူးတဲ့မြို့တော်ကြီးတွေအိမ်မောကြနေတယ်ဆိုတာမိတ်ဆွေတို့ယုံနိုင်မလားခင်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ရေအောက်ကဘာရဲ့တကယ်အရှိတရားကိုကျွန်တော်တို့အတူတူငုတ်ရှုကြည့်ကြရအောင်ပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့အခါမိတ်ဆွေတို့အနေနဲ့ကဘာကျော်ရေရောက်မြို့တော်ကြီး၃ခုရဲ့နန်းနေတဲ့သမိုင်းကြောင်းတွေသူတို့ဘာကြောင့်ရေရောက်သွားတယ်ဆိုတဲ့သင်ခန်းစာတွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့အမခန်းလိုအပ်ချက်တွေကိုအစုံလင်သိရှိသွားမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်ခေါ်ဆောင်သွားခြင်းတဲ့နေရာကတော့အရှေ့တောင်အာရှရဲ့အတ္တလန္တိတ်လို့တင်သားကြတဲ့တရုတ်ပြည်ရဲ့ရှေးချမ်းချင်းသေးမြို့တော်ပဲဖြစ်ပါတယ်မြင်အောင်ကြည့်လိုက်ပါမိတ်ဆွေရေအောက်ပေဒီယာကျော်နဲ့မှာနှစ်ပေါင်း1300ကျော်တက်တန်းရှိတဲ့ကျောက်စစ်လက်ရာတွေငကားရုပ်တွေချင်းသေးရုပ်တွေကယနေ့အထိမပြည့်စည်ပဲငြိမ်သက်နေတော့မှာပဲရှေးချမ်းမြို့တော်ရောက်သွားတဲ့အဓိကအကြောင်းရင်းကတော့1959ခုနှစ်မှာတရုတ်အစိုးရဟန်ဂျိုမြို့ကြီးရဲ့အနီးတစ်ဝက်ကိုလျှက်စစ်မီပေးနိုင်မှုအတွက်ကြီးမားတဲ့ရေအားလျှက်စစ်စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်အဲ့ဒါကတော့ရှမ်းမြစ်ရေအားလျှက်စစ်စက်ရုံတည်ဆောက်ရေးစီမံကိန်းပါပဲရေအားလျှက်စစ်ထုတ်ဖို့အတွက်တောင်ကြားလမ်းတွေကိုပိတ်ပြီးရေကာတာကြီးတွေတည်ဆောက်လိုက်ပါတယ်ရေကာတာပိတ်လိုက်တဲ့အခါမှာမြေတွေဟာဆုလာပြီးတောင်ကြားတစ်ခုလုံးကိုရေလွှမ်းသွားပါတယ်ရေမျက်နှာပြင်ဟာပေတရာကျော်အထိတက်လာခဲ့ပါတယ်အဲ့ဒီရလဒ်ကနေအခုလက်ရှိကဘာကျော်တဲ့ခြံတောင်ရေကန်သို့မဟုတ်ကျွန်းတောင်ရေကန်ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်တောင်ထိပ်လေးတွေကရေထဲမှာကျွန်းလေးတွေအဖြစ်ကြံရစ်ခဲ့လို့ပါပဲဒီစီမံကိန်းကြောင့်အဲ့ဒီဒေသမှာနေထိုင်ခဲ့တဲ့လူပေါင်း2,900,000ကျော်ဟာဘိုးဘွားပိုင်အိမ်တွေလယ်မြေတွေကိုစုပြီးအတရားဓမ္မပြောင်းရွှေ့ခံခဲ့ရပါတယ်ရှီချမ်းမြို့တော်တစ်ခုတည်းမဟုတ်ခဲ့ပါဘူးဟီချမ်းလို့ခေါ်တဲ့နောက်ထပ်ရှေးဟောင်းမြို့တော်တစ်ခုပါရေရောက်သွားခဲ့ပါတယ်ရှေးချမ်းကတော့ပိုပြီးရှေ့ကြပြီးလက်ရပုံမြောက်လို့ပိုပြီးနာမည်ကြီးတာပါပုံမှန်ဆိုရင်မြို့အောင်တွေကလေတံမိုးတံလူတွေဖြည့်ဆည်းတဲ့တန်းကြောင်ပျက်စီးတတ်ပါတယ်ဒါပေမဲ့ရှီချမ်းကရေရောက်သွားတဲ့အတွက်လေနဲ့နေအောင်ကြီးမထီတော့ဘူးအပူချိန်ပြောင်းလဲသိမ့်မရှိတော့ဘူးလူတွေဝင်နှောက်ယှက်မှုမရှိတော့ဘူးဒါကြောင့်နှစ်ပေါင်း90ကျော်တဲ့အထိအောင်းတရားကောင်းလောက်မပျက်စီးပဲကြမ်းရင်နေတာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ဂျမေကာနိုင်ငံပေါ့ရိုင်ယန်မြို့တနည်းအားဖြင့်ပင်လယ်ဓမြမြို့တော်လို့ခေါ်ကြပါတယ်ပေါ့ရိုင်ယန်မြို့ကြီးဟာရေရောက်သွားတဲ့အကြောင်းရင်းကတော့တရုတ်နိုင်ငံရှီချမ်းနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲရှီချမ်းကလူတွေကြောင့်ရေမြုပ်ခဲ့တာဖြစ်ပေမဲ့ပေါ့ရိုင်ယန်ကတော့တဘာဝဘေးရန်ရဲ့အကြမ်းတမ်းဆုံးတိုက်ခိုက်မှုကြောင့်ဖြစ်ပါတယ်ပေါ့ရိုင်ယန်ပျက်စီးရခြင်းဟာအဓိကအချက်3ချက်ဇက်တိုက်ဖြစ်သွားခဲ့လို့ပါပဲနံပါတ်1အင်အားပြင်းငလျင်ကြောင့်နံပါတ်2မြေစီလွှာအရေးပြောခြင်းဒါအဓိကအချက်ပါနံပါတ်3ဆူနာမီလိုင်းလုံးတွေကြောင့်ဖြစ်ပါတယ်ပေါ့ရိုင်ယန်မြို့ကိုတိစောက်ထားတဲ့နေရာကြောက်သားမြေမဟုတ်ပါဘူးပင်လယ်ထဲကိုထိုးထွက်နေတဲ့သဲတောင်မြေပေါ်မှာတိစောက်ထားတာပါအောက်ခြေကသဲဘဝတွေဖြစ်နေတာကပြဿနာရဲ့အစပါပဲ1692ခုနှစ်ဇွန်လ9ရက်နနက်7:43မိနစ်မှာဂျမေကာကျွန်းမှာခမန်းကြီးမဂနီကျူ 7.5 ရှိတဲ့အင်အားပြင်းငလျင်ကြီးစတင်လှုပ်ခတ်ခဲ့ပါတယ်ငလျင်လှုပ်တဲ့အခါအောက်ခြေကသဲမြေတွေကတုန်ခါမှုကြောင့်ခံခမ်းမှုပျောက်ပြီးအရေးပုံစံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မိတ်ဆွေအနေနဲ့မြင်အောင်ကြည့်ပါကမ်းခြေကသဲဆူကိုခြေထောက်နဲ့နင်းပြီးလှုပ်ကြည့်ရင်ရေထွက်လာပြီးခြေထောက်ကျွန်းသွားသလိုမျိုးပါပဲရုပ်ရည်ကြီးမြေကြီးကရေလိုဖြစ်သွားတော့အပေါ်ကအဆောက်အဦတွေလူတွေကဘေးကိုပြိုလဲသွားတာမျိုးမဟုတ်ပဲမြေကြီးတွေကိုတန်းစီပြီးစိုက်ဆင်းသွားတာပါတချို့လူတွေဆိုရင်ခါလောက်ထိမြေကြီးထဲကျုံဝင်သွားပြီးငလျင်ရပ်သွားတဲ့အခါမြေကြီးကပြန်မာသွားလို့အသက်ရှင်လျက်မြေထဲဆွဲနေခံလိုက်ရတယ်လို့မျိုးဖြစ်ခဲ့တယ်လို့မှတ်တမ်းတွေရှိပါတယ်ငလျင်လှုပ်ပြီးမကြခင်မှာပဲပင်လယ်အော်ထဲကကြီးမားတဲ့ဆူနာမီလှိုင်းလုံးကြီးတွေဝင်ရောက်လာပြီးကြံနေတဲ့ပျက်စီးတွေကိုရေအောက်ကိုဆွဲချသွားခဲ့ပါတယ်ဒီဖြစ်ရကြောင်းပဲမြို့ဧရိယာစုစုပေါင်းရဲ့3ပုံ2ပုံဟာတခဏအတွင်းမှာပဲပင်လယ်ရေအောက်ကိုရောက်သွားခဲ့ပါတယ်ငလျင်နဲ့ဆူနာမီကြောင့်ချက်ချင်းဆိုသလိုပဲလူ2000သေဆုံးခဲ့ပါတယ်နောက်ရက်တွေမှာလည်းဒဏ်ရာနဲ့ယောဂဗျာတွေကြောင့်ပဲနောက်ထပ်လူ3000နီးပါးထပ်မံသေဆုံးခဲ့ပါတယ်နံပါတ်3အီဂျစ်နိုင်ငံဟေရာကလီယွန်မြို့တော်ကြီးဟာရောက်ရတဲ့အကြောင်းရင်းကပေါ့ရိုင်ယန်နဲ့ဆင်တူတဲ့ချက်တွေရှိပေမဲ့သူ့မှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ပထဝီအကြောင်းအရာတွေပါဝင်နေပါတယ်ဟေရာကလီယွန်မြို့မှာဒီလဲရောက်သွားတဲ့အဓိကအကြောင်းရင်း3ချက်ရှိပါတယ်နံပါတ်1အဓိကပြဿနာကမြေအနေထားပါနံပါတ်2ကတော့မြေစီလွှာအရေးပြောခြင်းနံပါတ်3ကတော့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပါတယ်ဒီမြို့ကိုတိစောက်ထားတဲ့နေရာကနိုင်မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပါတယ်ဒီမြေနေရာကကြောက်သားမြေမဟုတ်ပဲနိုင်မြစ်ရဲ့တဲလာတဲ့နှုံးမြေနဲ့ရွှံ့ပြော်တွေပို့ချထားတဲ့နေရာဖြစ်ပါတယ်ရွှံ့ပြော်တွေပေါ်မှာတိစောက်ထားတာဖြစ်တဲ့အတွက်မြို့ရဲ့အောက်ခြေအုံမြစ်ကမခိုင်မာပါဘူးဒါပေမဲ့ဒီခေတ်ကလူတွေက
ဒီရွှံ့ပြော့မြေပေါ်မှာတန်ချိန်ပေါင်းများစွာလေးလံတဲ့ကြောက်တိုင်ကြီးတွေဖျားเจ้าတွေကိုတိစောက်ခဲ့ကြပါတယ်ဒါကရေချိန်ကိုမှားတွက်လိုက်တာပါပဲပေါ်ရိုင်ရဲ့လိုပဲငလျင်လောက်ခတ်လာတဲ့အခါမှာဒီလိုပြစ်စင်တွေဖြစ်သွားခဲ့ပါတယ်ဘေစီ200စုအကုန်လုံးမှာကြီးမားတဲ့ငလျင်တန်နဲ့ရေကြီးမှုတွေဇက်တိုက်ကြုံတွေ့ခဲ့ရပါတယ်ငလျင်လှုပ်လိုက်တဲ့အခါအောက်ခြေကရွှံ့ပြော့တွေကရင်းနဲ့ရောပြီးရေပျော်သွားခဲ့ပါတယ်အပေါ်ကတန်ချိန်ထောင်ကြီးလေးလံတဲ့ကြောက်သားစာအုပ်ကြီးတွေကပျော့သွားတဲ့မြေကြီးပေါ်မှာဘလုံးမရက်တီလို့မရတော့ပဲရေအောက်ထဲကိုတဖြည်းဖြည်းရုတ်တရက်ကျွံဆင်းသွားပါတယ်ဒါကတော့ချက်ချင်းဖြစ်တာမဟုတ်ပဲနှစ်ပေါင်းများစွာကြာအောင်တဖြည်းဖြည်းချင်းဖြစ်လာတာပါငလျင်တန်းကြောင့်မြင်းနှိမ်ကျသွားတာရင်ပင်လယ်မျက်နှာပြင်မြင့်တက်လာတာရင်ပေါင်းစုံလိုက်တဲ့အခါမှာတော့ဒီမြို့တော်ကြီးဟာ800စုလောက်မှလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့မြို့တော်ကြီး3ခုထဲမှာမိတ်ဆွေတို့အနေနဲ့အကယ်၍သွားရေးလေ့လာခွင့်ရမယ်ဆိုရင်ဘယ်မြို့ကိုအရင်ဆုံးသွားကြမှာလဲခင်ဗျချင်းသေးမြို့တော်လားဒါမှမဟုတ်ပင်လယ်ဓမြမြို့တော်လားဒါမှမဟုတ်အေဂျင့်မြေဟောင်းကြီးကိုလားကိုယ့်အဖြေကိုအောက်က comment မှာရေးပေးသွားကြပါဦးခင်ဗျနောက်ထပ်ဒီလိုထူးဆန်းတာတွေဆက်လက်တင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်သွားကြပါအောင်ခင်ဗျအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျ